British Army မင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် British Today Crowdin ဆက်ပေးမယ်သတင်းကြောင်းတွေကတော့တရုတ်ဆောင်မင်းသမီးဖွေဖွေရဲ့စိတ်မကောင်းစရာသတင်းတွေပဲဖြစ်ပါရယ်မင်္ဂလာပါ British Today တရုတ်ဆောင်မင်းသမီးဖွေဖွေနဲ့ဝတ်မရွှေလို့ပြောလို့ရှင်မသိတဲ့လူမရှိပါဘူးနော်တရုတ်ဆောင်မင်းသမီးဖွေဖွေနဲ့ဝတ်မရွှေတို့ဟာဆိုလို့ရှင်ညီအမတော်စာကြပေးမယ်မတူညီတဲ့အခြေအနေတွေကိုပိုင်ဆိုင်ထားခဲ့ကြတာဖြစ်ပါရယ်ဝတ်မရွှေကခရိုနီကိုနိုင်ဖြူကျော်နဲ့လက်ချက်ပြီးနောက်ရုပ်ရှင်စကားတွေလည်းရရင်ရကလောက်ရုပ်တင်ရသလိုအကယ်ဒမီဆုကြီးကိုလည်းရရှိထားခဲ့တာဖြစ်ပါတယ်။ဒါတင်မကပဲဘုံမရွှေကဒီနေ့အတွက်အကယ်ဒမီဆုကြီးကိုလည်းရှင်ခုတ်ခွင့်ရရှိထားဖြစ်ပါတယ်။ဖွေဖွေကတော့တာမန်ပညာရှင်တယောက်သာဖြစ်တာကြောင့်ရုပ်ရှင်စကားတွေရိုက်ကူးထားရင်တော့ရုပ်တင်ဖို့အခက်အခဲရှိနေခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာလောက်ကရိုက်ကူးထားတဲ့စကားတွေကြောင့်အခုထက်ထိရုပ်တင်ခွင့်မရရှိသေးတာတွေကျန်နေသေးတာဖြစ်ပါတယ်။လက်ပံကစားလို့လက်ရှိတိုးမဲ့စကားအထိရုပ်တင်ဖို့အချိန်အများကြီးစောက်ဆိုင်ပေးဆက်ရလက်ရှိပေမဲ့ဘုံမရွှေကတော့အခုတင်နိုင်တဲ့အခွင့်အရေးရှိနေခဲ့လည်းဖြစ်ပါတယ်။တိမ်မကြီးနဲ့နောက်ဝင်တဲ့စကားတွေကဆိုရင်တော့ဘုံမရွှေကပြန်ပြီးခမ်းမဲ့ပြီးနောက်မှပဲချက်ချင်းရိုက်ကူကရုပ်တင်တဲ့စကားတွေဖြစ်တာဖြစ်ပါတယ်။ဒီလိုဖြစ်ရတာကလည်းဘုံမရွှေရဲ့ခင်မွန်ကိုနိုင်ဖြူကျော်ရဲ့အရှိန်အဝါကြောင့်ဖြစ်သလိုတခြားအကြောင်းရင်းတွေလည်းရှိနေနိုင်တာဖြစ်ပါတယ်။အများစုကတော့ဝမိုရွှေကခရိုနီကရောဖြစ်နေလို့ဆိုပြီးပြောလာကြတာဖြစ်ပါတယ်။တကယ်တော့ဖွေဖွေစကားတွေရုပ်သိမ်းနှောက်ကြရတဲ့အကြောင်းရင်းကိုတော့ဖွေဖွေကိုယ်တိုင်တော့မသိရပါဘူး။ဒါကြောင့်ဘာလို့သူ့ရဲ့စကားတွေကရုပ်သိမ်းဖို့အခက်အခဲရှိနေလဲဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ဖွေဖွေရဲ့ခံကုန်နေစကားကဒီနေ့အကယ်ဒမီစီးဝင်နိုင်ပေမဲ့ဘုံမရွှေရဲ့နောက်ဝင်တဲ့စကားကလည်းအကြီးကျယ်အောင်မြင်ထားတာကြောင့်ဖွေဖွေတရားရုပ်သင်ကားတွေနောက်ကျရတဲ့အပြင်အကယ်ဒမီနဲ့ပါအလံဝေးနိုင်ချေရှိမလားဆိုပြီးခန့်မှန်းချက်တွေထွက်ပေါ်လာခဲ့လည်းဖြစ်ပါရယ်ဟုတ်ကဲ့ပါ British Today အနေနဲ့ရောရုပ်သင်ရမဲ့စကားတွေနောက်ကျနေတဲ့အကြောင်းရှင်းဖွင့်လာတဲ့ဖွေဖွေနဲ့ပတ်သက်ပြီး British Today ကဘယ်လိုများမြင်ခဲ့ကြပါသလဲရှင်